ရုတ်နိုင်ငံမှာလှုပ်ဝက်စစ်တင်နှန်းတက်ခဲ့တဲ့ယူရှားစစ်သားတွေဟာအခုယူကရိန်းစစ်မြေပြင်မှာတိုက်ပွဲဝင်နေတယ်လို့ဥရောပထောက်လှမ်းရေးအဖွဲ့တွေရဲ့မှတ်တမ်းတွေကဖော်ပြလာပါတယ်။သတင်းတွေရဖိခဲ့တဲ့နှစ်နောက်ပိုင်းကယူရှားစစ်သား200လောက်ဟာတရုတ်စစ်တပ်စီမှာအထူးတင်နန်းတွေတက်ရောက်ခဲ့ကြပြီးဒရုန်းအသုံးပြုနည်းတွေကိုအတိအကထားလေ့ကျင့်ပေးခဲ့တာလို့ဆိုပါတယ်။တရုတ်နိုင်ငံဟာစစ်ပွဲကြီးတွေကိုနှစ်ပေါင်းများစွာမစင်နွှဲခဲ့ပေမဲ့သူတို့ရဲ့ဒရုန်းနည်းပညာနဲ့ခေတ်မီလေ့ကျင့်ရေးစနစ်တွေကိုယူရှားဘက်ကအလေးထားအသုံးချနေပါတယ်။တင်နန်းဆင်းလာတဲ့ယူရှားအရာရှိတွေကတော့တခြားစစ်သားတွေကိုထပ်မံတင် जा ပေးနေပြီးယူကရိန်းရဲ့ခရိုင်းမီးယားနဲ့ဇာပိုရီရှားဒေသတွေမှာကိုယ်တိုင်တိုက်ပွဲဝင်နေတယ်လို့သိရပါတယ်။ဒါအပြင်ဒရုန်းရှာဖွေရေးလေကြောင်းရန်ကာကွယ်ရေးနဲ့မိုင်းရှင်းလင်းရေးလိုစစ်ရေးနည်းပညာသင်တန်းတွေကိုပါတရုတ်ဘက်ကသင်ပေးခဲ့တယ်လို့မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ဒီအချိန်မှာပဲတရုတ်သမ္မတနဲ့ရုရှားသမ္မတတို့ဟာမေ20ရက်နေ့ကပီကျင်းမှာတွေ့ဆုံခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကတော့ယူကရိန်းအရေးမှာတရုတ်ဟာဗမ်းမလိုက်တဲ့ရည်တည်ချက်ကိုထိန်းသိမ်းထားပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်လာဖို့ကြိုးပမ်းနေတယ်လို့တုံ့ပြန်ထားပါတယ်။တရုတ်နဲ့ရုရှားကြားစစ်ရေးပူးပေါင်းမှုတွေပုံမူနဲ့ဆိုင်လာနေပြီလား။ဒါမှမဟုတ်ဒရုန်းစစ်ပွဲခေတ်တည်းရဲ့အစပဲလား။ကောမန်မှာကိုလူတို့ရဲ့အမြင်ကိုလည်းဆွေးနွေးပြီးခဲ့ပါအောင်။နားဆင်ပြီးခဲ့တာကျေးဇူးတင်ပါတယ်